ဆီယမအခုပြောမဲ့ဒီအချက်တွေနဲ့ပြည့်ပြီးတော့မှကိုကတရုတ်စကားတက်မလာဘူးဆိုလို့ရှင်ရတယ်ဆီယမကိုလာရှာဟုတ်ပြီနော်နံပါတ်1ပါလဲနီလန်းမှန်ကန်ရှိပါသလားနံပါတ်1ပါလဲကိုကအခုတရုတ်စကားသင်နေပြီတစ်လရှိပြီ2လရှိပြီဘာမှလည်းပြောမတတ်လာဘူးဒါဆိုရင်ခဏရက်လိုက်စက်မတင်နေနဲ့နီလန်းကိုရှာလိုက်ကိုတင်နေတာတကယ်လဲမှန်နေလားမမှန်နေလား example ပေါ့နော်အဲဆရာမတို့အများဖြစ်သိတာအစပိုင်းဆိုရင်မီနီလေးတအားများလာတယ်မမှတ်မိလာတော့ဘူးဟုတ်တယ်မှန်တယ်ဒါဆိုရင်ဘယ်လိုလုပ်မီနင်းတီးတန့်ကိုမကြက်တော့နဲ့စုရမယ်တွဲလိုက်မယ်စကားစုလေးအစုလိုက်ဘာလို့လဲ meaning ဆိုတာကြက်လာတာများလို့ရှင်အတန်ထွက်ကတူတာအရန်များလာပြီမကွဲတော့အဲ့ချိန်ကျရင်အစုလိုက်ကြက်မယ်ဒါ example လေးပြောတာနော်ဖြစ်ရင်ဟာငါပြောတဲ့စကားအတန်ကြီးရလေငါတလုံးပြောလိုက်ရင်သူများနားမလဲဘူးတစ်ခါလဲနားမလဲဘူးနှစ်ခါလဲနားမလဲဘူးဘာဖြစ်လို့လဲအတန်လေးတန်ယူတာပဲအရန်ကွဲမားနေတာလားတို့မဟုတ်ရင်ကိုပေါင်းတဲ့ချိန်ကိုကမမှန်လားဆိုတာခဏလေးစဉ်းစားလိုက်ပြန်ကြည့်လိုက်နီးလန်းမှန်လားမမှန်လားအဲ့ဒါလေးကိုနော်ဖြစ်စေချင်တယ်ကြည့်စေချင်တယ်ဟုတ်ပြီနံပါတ်1တင်ယူတဲ့အကျိုးသက်ရောက်မှုဘာကုတ်ဆိုလို့တာလဲငါတင်တယ်ငါအခုဆိုအလုံးမလုံးပဲနဲ့ငါလုံးဝတရုတ်စကားကိုထိုင်ပြီးတင်နေတာတရက်လုံးမှာငါတင်တန်းသွားတယ်ပြန်လာရင်ငါ9နာရီ6နာရီ9နာရီငါကြက်တယ်အဲ့လိုကိုဆိုလိုတာမဟုတ်ဘူးကိုကတော့အချိန်လောက်အများကြီးပေးပြီးအကျိုးသက်ရောက်မှုကောရှိနေပြီလားအဲ့ဒါဆိုရင်လေဆိုလိုတာကြားဘူးလားမသိဘူးတင်တန်းချိန်ဆိုရင်ဆရာမတို့ကြောင်းတက်တဲ့အချိန်ခုကြောင်းတက်တဲ့အချိန်တစ်ချိန်ဆိုဘယ်လောက်လဲမိနစ်45မိနစ်ကလေးတွေဆိုရင်မိနစ်30ဘာဖြစ်လို့လဲလူတယောက်ရဲ့အာယုံဆိုတာလေဟုတ်တယ်နော် तू ကသူ့ရဲ့အာယုံစူးစိုက်မှုကကြတော့အချိန်ကန့်သက်ရှိတယ်ဒါဆိုရင်ငါအခုတင်နေတာငါလေ့လာနေတာကြက်လိုက်မက်လိုက်လုပ်နေတာတနားရှိပြီဒါဆိုခဏလေးရက်ထားလိုက်10မိနစ်လောက်အချိန်ယူပြီးတော့ကော်ဖီလေးတစ်ခွက်တော့တောင်းမယ်လမ်းထိပ်မှာကွန်းရလေးတော့ဝယ်စားမယ်ဟုတ်တယ်နော်ငါမဟုတ်လို့ရှိရင်လည်းတိတ်မဝေးတဲ့နှစ်လမ်းကျော်နားမှာတင်မိုဒီထောင်းလေးတော့ဝယ်စားလိုက်မယ်အဲ့လိုအာယုံလေးခဏပြောင်းလိုက်ပြီးမှပြန်ဆက်လို့အဲ့ဒါအကျိုးသက်ရောက်မှုလို့ခေါ်တယ်နော်သူများနဲ့သွားရှင်စရာမလို့ तू ကလေတရက်ကိုလေ9နာရီလောက်စာချက်တာရတယ်ငါ2နာရီပဲချက်တယ်ဒါပေမဲ့အဲ့2နာရီကငါအတွက်အရန်အကျိုးလေးလုံးဝရှိတယ်ဆိုရင်ရတယ်ဂျားထဲကဖြေလျှော့မှုကကိုဆက်ပြီးတော့ပုံမကောင်းမွန်အောင်တင်တဲ့နီးလေးပါเนาะအဲ့ဒါကဖြေလျှော့မှုလို့တယ်เนาะဟုတ်ပြီနံပါတ်3စဉ်းစားတွေးတော့ရမယ်ဘယ်လိုပြောတာလဲငါတင်တော့တင်နေတယ်တတ်တာလည်းနည်းနည်းတော့ရှိတယ်ဒါပေမဲ့လေဘာဖြစ်လို့သူများဆိုဖက်ကနေပါဇက်ကနေအကြောင်းလိုက်ပြောနိုင်တယ်ငါမပြောနိုင်ဘူးဒါဆိုငါပြန်စဉ်းစားကြည့်လိုက်ငါမီနီးကချက်တော့ချက်တယ်ဒါပေမဲ့လေတကယ်လဲ3လပြီဆိုအဲ့မီနီးကပါဇက်ထဲကထွက်မလာအောင်ဒါဆိုရင်တော့ငါမီနီးအားနေနေသေးတယ်ငါအကြောင်းလိုက်ကိုစီလိုက်တဲ့အချိန်မှာဆိုအမြဲတမ်းမားနေတယ်ဒါဆိုငါဘယ်နေရာမှာမားနေတာလဲဆိုကိုအားနေချက်လေးကိုရှာလိုက်เนาะအဲ့လိုအားနေချက်ကိုပြန်ပြီးသွားဖြည့်လိုက်အဲ့ဒါမှတိုးတက်မှုဆိုတာရှိတာเนาะအဲ့ဒါကစဉ်းစားတွေးတော့ခိုင်းတာလို့ပြောတာနံပါတ်3အချက်နံပါတ်4အချက်အရေးကြီးပါတယ်ဘာကြီးလဲငါဒီတရုတ်စကားတင်တာငါဘာဖြစ်ချင်လို့လဲငါဘာလုပ်ချင်လို့လဲเนาะအဲ့လိုကိုပြောတာဟုတ်ပြီပါငါတင်နေတာ9လရှိနေပြီငါတင်နေတာ10လရှိနေပြီဒါပေမဲ့လေငါအားမရဘူးအဲ့ဒါနဲ့ငါနဲ့အတူတက်တဲ့လူတွေကလည်းတယောက်ပြီးတယောက်လက်လွတ်ကုန်ကြပြီလမ်းတော်မှာထွက်ကုန်ကြပြီဒါဆိုငါဆက်ကောတင်ရမလားဆိုတာလာပြီเนาะအဲ့ဆိုဆီယမတွေကကျောင်းသားတွေကိုတင်ချင်စိတ်ရှိအောင်ဆိုရင် motivation လေးတွေဖြစ်တဲ့စကားလေးတွေပြောပေးတယ်ဒါပေမဲ့အဲ့ဒါအပြင်ပန်းပဲကိုလေရင်ထဲကအတွင်းပိုင်းဆိုတာရှိရတယ်အဲ့ဒါဘာလဲဆိုတော့ power တစ်မျိုးပေါ့အတွင်းပိုင်း power เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်လေငါဒီဟာတင်တာငါသူများထက်တာချင်လို့ငါအောင်လေရည်နေတာအမလေးငါအောင်များလာစာဒီလိုလေးနဲ့ပဲအမြဲလုပ်မယ်ငါမရအောင်ငါလုပ်ပြချင်လို့ဟုတ်တယ်နော်ငါလေငါအိမ်အတွက်ငါကောင်းစားချင်လို့ငါရဲ့အနာဂတ်အတွက်ငါတကယ်လဲငါစကားပြန်တယောက်ဖြစ်ချင်လို့ငါတို့မဟုတ်ရင်ငါနိုင်ငံခြားသွားရင်ငါ9နှစ်လောက်နဲ့ကိုငါပတ်စံဘလောက်လုံးဝရချင်လို့အဲ့လိုမျိုးအတွင်းပိုင်းဆိုင်ရာပါဝါလေးတစ်ခုကိုလုံးဝရှိရမယ်အဲ့လိုရှိမှကိုရှေ့ဆက်လျှောက်တက်မြောက်တဲ့အထိကိုတင်သွားနိုင်တဲ့အဲ့လိုစိတ်အင်အားတစ်ခုဖြစ်သွားတာเนาะအဲ့ဒါကြောင့်အဲ့လိုအတွင်းပိုင်းเนาะပါဝါနံပါတ်4အရေးကြီးပါတယ်เนาะဟုတ်ပြီနောက်ဆုံးတစ်ချက်
ကဘာပေါ်မှာလေအလွယ်ဆုံးကသင်ယူမှုတဲ့စာတင်တာအဲ့ဒါဘာကြောင့်မို့လဲသိလားငါတလောက်စူးစမ်းရင်ငါတလောက်ပြန်ဖြစ်ထွန်းမှုရှိတယ်ဘာလို့အဲ့လိုပြောတာလဲတကယ်ကိုအပြင်ရောက်လို့လေအလုပ်သွားလုပ်တဲ့အချိန်ကြရင်လေငါကတော့လေမန်နေဂျာတယောက်ဖြစ်ချင်တယ်ငါယာထူးအဲ့ယာထူးရောက်ဖို့ဆိုတာတယောက်တည်းနဲ့မပြီးဘူးငါရဲ့အထက်တာဝန်ခံနဲ့ငါतू ကငါ့ကိုသဘောကျမှဟာငါရဲ့ဒီလုံးဖို့ကင်ဖက်တွေနဲ့ငါအဆင်ပြေမှဒါမှငါတို့ရဲ့ project ကအောင်မြင်တာဘာညာပေါ့အဲ့လိုဆက်နွယ်မှုကအရန်များတယ်အဲ့ဒါမှပဲငါလာစားတွေတိုးမယ်အဲ့ဒါမှပဲငါလိုချင်တဲ့ယာထူးကိုရောက်မယ်နော်အဲ့လိုတွေအရန်များတယ်ဒါပေမဲ့စာတင်တယ်ဆိုတာတယောက်တည်းနဲ့ပြီးတဲ့ကိစ္စနော်တွားပြီးတော့သူများကိုလည်းဆရာမကိုတော့ကပ်ဖားဆရာမလို့လေကိုနဲ့ပြီးရလေဟာဆရာမကငါလက်ဆောင်သွားပေးရမယ်အဲ့ဒါမှဆရာမငါ့ကိုတင်ပေးမှာအဲ့လိုမဟုတ်ပါဘူးเนาะ तू ကစူးစမ်းယုံနဲ့ရတယ်ငါရဲ့ညံငါသိတယ်ငါသူများတစ်ခေါက်ဆိုရင်ငါ3ခေါက်လောက်မှမမိတယ်ဒါဆိုကိုတယောက်တည်းနဲ့3ခါကြက်မယ်5ခါကြက်မယ်10ခါကြက်မယ်ကိုတယောက်တည်းနဲ့စူးစမ်းလို့ဖြစ်တဲ့ကိစ္စဒါကြောင့်မို့လေဒီလိုတာလုံနိုင်တယ်မတက်စရာအကြောင်းလုံးဝမရှိဘူးလုံနိုင်ကြလား